ဈေးကွက်ထဲမှာအလွယ်တကူရှာမတွေ့နိုင်ပဲဝေးလံခေါင်ဖျားတဲ့တောနက်ထဲမှာတိတ်တဆိတ်ပေါက်ရောက်နေတဲ့တကယ်ရှိတယ်လို့တောင်မယုံကြည်နိုင်လောက်တဲ့ကမ္ဘာအစံပြဆုံးအသီး၅မျိုးအကြောင်းကိုပြောပြပေးသွားမှာပါနံပါတ်5ရိုလင်းနီယာအသီးလောကရဲ့တကယ်ကြိုသားလို့ဆိုရမှာပါအမေဇုံတောထဲမှာတွေ့ရတဲ့ဒီတောက်ပတဲ့အဝါရောင်လုံးလေးဟာစိန်ပုံတရံစုပြော့လေးတွေနဲ့ဖုံးလွှမ်းနေပါတယ်အတွင်းသားကတော့နတ်တုတ်တာလိုနူးညံ့အိဆက်နေပြီးလက်မမာရင်ပိုင်မုတ်ရတာအတိုင်းကွက်တိပါပဲဒါပေမဲ့ဒီရတာကိုမြည်စမ်းဖို့ကမလွယ်ပါဘူးအသီးဟာအပင်ကခူးပြီးတရက်အတွင်းမှာပဲအမဲရောင်ပြောင်းကပုတ်သွားတတ်တာကြောင့်ကဘာပေါ်မှာရှာဖွေရအခက်ဆုံးအရသာတစ်ခုဖြစ်နေပါတယ်။နံပါတ်၄လောင်ကတ်အရှိတောင်အာရှမှာတွေ့ရတဲ့ဒီအသီးဟာအာလူလုံးသေးသေးလေးတွေလိုအခိုင်လိုက်ပေါက်ရောက်တတ်ပါတယ်။အခုံနွားလိုက်ရင်ကြည်လင်တဲ့အမွှာလေးတွေကိုတွေ့ရမှာဖြစ်ပြီးချုံမြိန်တဲ့ရှောက်မျိုးနွယ်ဝင်အရသာဟာခရွင်းထဲမှာချက်ချင်းအရေးပြောသွားစေမှာပါ။နံပါတ်၃ပူလီဆန်ကြက်မောက်တီးရဲ့မျိုးနွယ်စုဝင်ဖြစ်ပေမဲ့အယောင်ပိုရင့်ပြီးပုံမိုချုံမြိန်ကအရသာပိုရှိပါတယ်။လက်နဲ့လှည့်ဖွင့်လိုက်တဲ့အခါအစိမ့်မှာကတ်နေတဲ့တောက်ပတဲ့အသားတွေကိုတွေ့ရမှာဖြစ်ပြီးကာရမယ်နဲ့တူတဲ့အရသာကိုပေးစွမ်းပါတယ်သူ့ရဲ့မျိုးရင်းဒေတာကလွယ်ရင်တခြားနေရာမှာရှာဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့လောက်ပါပဲနံပါတ်2 Star Apple Caribbean ဒေတာကလှပတဲ့ဗဟေလိဆန်တဲ့အသီးတစ်မျိုးပါအပြင်ဘက်ကကြည့်ရင်တော့ခရမ်းရောင်ဒါမှမဟုတ်အစိမ်းရောင်လုံးလေးပါပဲဒါပေမဲ့လှိဖြတ်လိုက်တဲ့အခါအတွင်းထဲမှာလှပတဲ့ကျဲပုံတရံလေးပေါ်လာပါတယ်အတွင်းသားကတော့ဇွန်းနဲ့ခတ်စားလို့ရတဲ့နှုတ်နှစ်ရောင်ကတ်စတက်လိုချုံမြင်လာပါတယ်ဒါပေမဲ့အခုမှခါတက်တဲ့အဆေးတွေပါတာကြောင့်မစားမိဖို့တော့သတိထားရပါလိမ့်မယ်နံပါတ်1စင်သီးကြည့်လိုက်ရင်တော့မာကျော်တဲ့အစိမ်းရောင်အလုံးလေးလိုထင်ရပေမဲ့အဲ့ဒါကအမှားကြီးပါဒီအသီးဟာတကယ်တော့အချင်တက်ရှိတဲ့ဂျယ်လီလိုအနှစ်ကိုအသားဖက်အလွှာလေးတွေနဲ့တင်းတင်းကြပ်ကြပ်ပတ်ထားတာဖြစ်ပါတယ်။ကြက်သွန်နီလိုမျိုးတလွှာချင်းခွာစားရပါတယ်။သူ့ရဲ့ပြင်းထန်တဲ့အချင်ရတာကြောင့်ဟင်းချက်ရမှာနဲ့ချင်းဆက်ယူပြုလို့ရမှာအလွန်တန်ဖိုးရှိတဲ့ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ဒီအသီးတွေကဘယ်အသီးကိုတင်မြည်စမ်းကြည့်ခြင်းလဲခင်ဗျာကွန်မန့်မှာရေးခဲ့လို့ရပါတယ်။